အားလုံးမင်္ဂလာပါကျွန်တော်ဒီ2026နှစ်စပိုင်းမှာတင်ကိုပဲအမှားကြီးတစ်ခုကျွန်တော်ကျူးလွန်မိတယ်အဲ့မှာဘာလဲဆိုတော့ကျွန်တော်ဒီမိတ်ဆွေတို့ကိုဒီ knowledge sharing ပုံစံမျိုးဗျာ content တင်ပေးသွားမယ်လို့ပြောလိုက်မိတယ်အမှားပေါ့ကျွန်တော်အဲ့ဒါကြောင့်ကျွန်တော်ပြင်းနေလို့မရတော့ဘူး content တွေကျွန်တော်လုပ်နေရပြီကျွန်တော်အခုပြုလုပ်နေတဲ့နေဆွေးလုပ်နေရတော့လေဒီထိုင်းနိုင်ငံကစစ်တကောမဲကျို့ဒီထိုင်းနိုင်ငံစိုက်ပျိုးရေးတက္ကသိုလ်ပေါ့နော်သူတို့ရဲ့ဒီစိုက်ပျိုးရေးတက္ကသိုလ်ကနေဆွေးပြုလုပ်နေတိုင်းကျွန်တော်ပြုလုပ်ထားတယ်ပေါ့နော်အဲ့ဒီပြုလုပ်နေကိုတော့ကျွန်တော်နောက်ဗီဒီယိုမှာကျွန်တော်လုံးဝ record အပြည့်အစုံရှိပြီးသွားပြီဗျာဒီတော့ပြုလုပ်နေအပြည့်အစုံကိုစိတ်ဝင်စားရဲဆိုရင် comment ထဲမှာစိတ်ဝင်စားတဲ့အကြောင်းလေးကျွန်တော်ကိုပြောပြပေးခဲ့ပါခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်